当地南坎ขยาย南坎မြို့ကောင်းတက်ကြီးရွာပြန်လဲထူထောင်ရေးအတွက်အဆင့်သတ်မှတ်ပြီးထောက်ပံ့ငွေများပေးအပ်ကူညီခဲ့ပါတယ်။ပောက်ကွဲမှုနဲ့မီတာ150အတွင်းကိုအနီရောင်ဆုံး350ကိုလိမ္မော်ရောင်စုံနဲ့မီတာ900အတွင်းအဝါရောင်စုံအဖြစ်သတ်မှတ်ကထောက်ပံ့ငွေများပေးအပ်ခဲ့တာဖြစ်ပါတယ်။အနီရောင်စုံထက်ကပါဝင်တဲ့မီတာစုဝေ56စုကိုကျပ်သိန်း11000လိမ္မော်ရောင်စုံထက်ကအိမ်အောင်စု186စုကိုကျပ်သိန်းပေါင်း21000ကျော်နဲ့အဝါရောင်စုံထက်ကအိမ်အောင်စု253စုအတွက်ကျပ်သိန်း2000ခွဲကျော်ကိုဇွန်လ29ရက်နေ့ကထောက်ပံ့ကူညီမှုပေးအပ်ခဲ့ပါတယ်။အခင်းဖြစ်ပွားမှုတွေကအသက်ဆုံးရှုံးခဲ့ရတဲ့သူတွေအတွက်ရည်စူး၍ရက်လေဆွန်ကပ်ပြုလုပ်ပြီးကြံရစ်သူမိသားစုဝင်များကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့တုန်းကလူသားချင်းစာနာထောက်ထားမှုအကူအညီပေးအပ်ခဲ့ပါတယ်။တေဆုံးသူ2ဦးကိုကျပ်သိန်း100နှုန်းနဲ့53ဦးအတွက်ကျပ်သိန်း4300ကျော်ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါတယ်။ဒါအပြင်သူတို့မိသားစုဝင်တွေအတွက်တအိမ်ထောင်ကို10သိန်းစီကူညီငွေပေးအပ်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်နေ့တုန်းကလည်းတရားရရှိသူပြည်သူလူထု139ဦးအတွက်အဆင့် A+, A, AB နဲ့ C အဆင့်သတ်မှတ်ပြီးကူညီထောက်ပံ့မှုပေးအပ်ခဲ့ပါတယ်။ပြင်းထန်လူနာ A+ အဆင့်ရှိသူ2ဦးကို350, A အဆင့်လူနာ2ဦးကို340, B အဆင့်လူနာ2ဦးကို330နဲ့ C အဆင့်လူနာတွေကို9သိန်းကနေ10သိန်းအထိကျပ်သိန်း1900ကျော်ကူညီထောက်ပံ့ခဲ့ပါတယ်။ပြန်လည်ထူထောင်ရေးလုပ်ငန်းမပြည့်စည်ခင်အထိယာယီနေထိုင်လို့အဆင်ပြေနေအောင်ယာယီအဆောက်အအုံများဆောက်လုပ်ပေးပြီးစားတောက်ရေးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်းအဆက်မပြတ်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ကောက်ခံရရှိထားတဲ့အလူငွေတွေကတော့ PSF TNA တက်ဆိုင်ရာမြို့နယ်မှာဌာနဆိုင်ရာဝန်ထမ်းများလှန်လန်ကောက်ခံမှုနဲ့ကောင်းတက်ရွာပြန်လည်ထူထောင်ရေးကော်မတီစာပေယဉ်ကျေးမှုအဖွဲ့လူမှုကူညီရေးအသင်းအဖွဲ့ CSO များဒေသခံပြည်သူလူထုများရဲ့ပူးပေါင်းပါဝင်မှုကနေရရှိခဲ့တာဖြစ်ပါတယ်။